ကလေးကပူလို့မအိတ်နိုင်ပဲငိုနေရပါတဲ့ပူတာလေးလေ2ယောက်မရှိဘူးမကြည့်ချွေးတွေပြန်တယ်အေးစီဖွင့်မိတာနော်အခုတလောသမီးခစ်ကလေးသူကအမေမကြီးကြတာဟုတ်တယ်သိလားအမေအဖေနာကိုတိတ်မကတ်ဘူးအဖေကလည်းအလောက်ကနေပြီးတော့ပင်မန်းနဲ့လာတယ်ဆိုတော့သမီးကိုတိတ်ပြီးတော့အချိန်လည်းမပြီးနိုင်တော့လေသူကအမေပေါ်မှာပို့ပြီးတော့ကြီးတယ်အမေကိုပို့ပြီးတော့ကောက်တယ်အဲ့လိုမျိုးလေအမေလည်းပြီးရင်အရန်ကတ်တယ်နေ့ဆိုလည်းအမေညဆိုလည်းအမေ AC က24နာရီဆိုရင်နာရီ20လောက်က AC ဖွင့်ထားတယ်မမကလေ AC အမြဲတမ်းလို့ဖွင့်ထားတယ်ပြီးရင်မမတို့ကအစိုးရစီဆိုတော့လေ AC ခါလည်းအဲ့လောက်ဈေးမကြီးတော့လေအမြဲတမ်းလို့ AC ဖွင့်ထားပါတယ်သူကြီးတာဟုတ်တယ်ညီမလေးပူလို့မဟုတ်ကြီးတာအဲ့ဒါလိုမျိုးဒီမှာကြည့်အခုလေဒီမှာကပ်ပါကောင်လေးလိုအိမ်နေလူပေါ်မှာအိတ်တာရှင်မပေါ်မှာအိမ်မအိတ်လို့ရှင်လက်မောင်းပေါ်မှာအိတ်အောက်ချလိုက်ပြီဆိုရင်15မိနစ်နိုင်ကွက်ဆိုတန်းလို့ဒီလိုရှင်ဘက်ပေါ်မှာတင်ထားလိုက်ဆိုကြာကြီးအိတ်တယ်လက်မောင်းပေါ်မှာတင်ထားလိုက်ဆိုကြာကြီးအိတ်တယ်ကိုကလက်ညောင်းပြီဆိုဟိုဘက်လက်နဲ့ဒီဘက်လက်ကိုလန်းပြီးချိန်ရတယ်အဲ့လိုမျိုးသိရတယ်အခုဆိုအရန်ကြီးတာအမေကိုအရန်အနိုင်ကျင်တယ်သူအဖေလိုမျိုးရှင်ဘက်ပေါ်မှာကြာကြီးတင်မသိနိုင်ဘူးအဲ့ဒါသူအိမ်မောကြပြီဆိုရင်တော့သူဖေနားလေးမှာချပြီးတော့ဒီမှာသူအမေရဲ့အနံ့ပေါ့နော်အမေရဲ့အနှွေးထဲအမေရဲ့အနံ့အဲ့လိုမျိုးပြီးထားတယ်အမအိတ်တယ်အမကြည့်သူအောက်ချလိုက်တာနဲ့အမသူလုံရွလာပြီမှာဒုံးနေရကြည့်ဆရာမတန်းလို့ရဆိုလား